ခိုင်မှာဒီလိုအမြဲပဲလုပ်သွားမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့နိုင်ငံရေးသမိုင်းမှာဆိုလို့ရှိရင်မုံရွာရွှေပြည်မျိုးတစ်မျိုးဖြစ်မှာပေါ့မှာပဲဖြစ်တခြားဘာလို့တဲ့နေမှာပဲဖြစ်အရေးကြီးတာတော့စိတ်ဓာတ်စိတ်ဓာတ်အပြည့်အဝနဲ့ကိုလိုချင်တဲ့ကိစ္စကိုဖြစ်အောင်လို့အောင်မြင်အောင်လို့လုပ်နိုင်ကြရအောင်ဝဲဝရိယနဲ့လုပ်သွားမယ်ဆိုလို့ရှိရင်ကျမတို့မအောင်မြင်စရာအကြောင်းဘာမှမရှိပါဘူးမှန်ပါဒါပေမဲ့စိတ်ဓာတ်ဆိုတာခါတလေမှဖြစ်တဲ့စိတ်ဓာတ်မျိုးမဖြစ်ရဘူးနော်စိတ်ဓာတ်ဆိုတာဟာရှင်ရဲနေရတယ်ခုတမျိုးဆိုတာစိတ်ဓာတ်မဟုတ်ဘူးစိတ်ကစားတာဒါပေမဲ့စိတ်ဓာတ်ဆိုတာအမြဲပဲခိုင်မာတို့တရားမျှတတဲ့ဘက်ကရပ်တည်မယ်တို့ဟာတို့နိုင်ငံမှာမှန်ကန်တဲ့စနစ်တစ်ခုပေါ်ပေါက်ရေးဘက်ကရပ်တည်မယ်အမြဲပဲဒီလက်ထက်မှာတစ်ခါတည်းဆုတ်ထားပြီးတော့ခိုင်မာရပ်တည်ရတယ်အဲ့ဒီလိုရပ်တည်လို့ဒီလိုရှိမှဒီကိုအောင်မြင်နိုင်မှာပါကျမတို့အခုဆိုလို့ရှိရင်မုံရွာမှာရောတိုင်းပြည်မှာတော့မှာရောဆိုကျမတို့ကပြည်သူကိုအားကိုးတယ်ဆိုတော့ပြည်သူကိုလည်းအားကိုးတယ်အထူးဖြင့်ပြည်သူတွေကလူငယ်တွေကိုအများကြီးအားကိုးပါတယ်ဒီလူငယ်တွေဟာနိုင်ငံရေးစိတ်ဓာတ်အခုချိန်လေးကနေပြီးတော့ချိန်ချရတယ်အခုချိန်လေးကနေပြီးတော့တည်ဆောက်ရတယ်အဲ့ဒီလိုတည်ဆောက်ထားမှကျမတို့နိုင်ငံအတွက်ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်အာမခံချက်ရှိမှာဖြစ်ပါတယ်ကျမတို့မုံရွာမှာလာတဲ့ခါမှာရောတခြားနေရမျိုးတွေသွားတဲ့အခါမှာပြည်သူလူထုကနေပြီးတော့အပြောင်းလဲကိုအပြင်းပြလူချင်းတောင်းတနေကြတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါတွေကြောင့်ကျွန်တော်တို့နိုင်ငံမှာအပြောင်းလဲကမြန်တဲ့လောက်မြန်တာဖြစ်ပါတယ်ဒီတော့အပြောင်းလဲမြန်လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီကိစ္စတစ်ခုမှာကျွန်တော်တို့ကနေပြီးတော့တက်ခိုင်ရပ်တည်နိုင်ရချင်းချောက်လို့လည်းမကြောက်ကြအမှန်တရားတဲ့ကနေရပ်တည်နိုင်ရတယ်မလုံးမဲလို့လည်းမလို့ချင်တာမကောင်းတဲ့ဘက်ကနေပြီးတော့မရက်ပြီးပဲနဲ့ကောင်းတဲ့ဘက်ကမှန်တဲ့ဘက်ကနေပဲနေရမယ်ဒီမလုံးနဲ့ပြေးလိုက်တာနဲ့လုံးဆိုတာနဲ့လုံးတယ်ဆိုတော့ဘာအဓိပ္ပာယ်ရှိဆိုရဲ့ရုပ်စိတ်တွေနဲ့ဒီလုံးနဲ့လဲဆိုတာတော့မထင်လို့ရှိရင်မလုံးရနိုင်ဘူးအဲ့ဒီလိုနိုင်ငံရေးမျိုးလုံးမှာကျမတို့နိုင်ငံဟာမြန်တိုးတက်မယ်ဒီကျမတို့ရဲ့တိုးတက်မှုကိုခိုင်မာအောင်လုပ်နိုင်တာဖြစ်ပါတယ်ကျမတို့ရဲ့မုံရွာမျိုးသူမျိုးသားများမှာညီညွတ်ရေးရဲ့တရားကိုလည်းပြပြီးညီညွတ်ရေးဟာဘယ်တော့ထိရောက်လဲဆိုတာအခုကျမတို့လက်တွေ့တွေ့ရတယ်တကယ်ဒီမျိုးသူမျိုးသားတွေကညီညွတ်နဲ့ရပ်တည်နေဆိုတော့အနောက်ကျလုပ်ချင်တဲ့လူတွေကအနောက်ကျလုပ်လို့မရဘူးကျမတို့ရဲ့မုံရွာမျိုးသူမျိုးသားများတကယ်ကိုစိတ်ဓာတ်ခိုင်မာနဲ့မှန်ကန်တဲ့ဘက်ကရပ်တည်တယ်တရားမျှတတဲ့ဘက်ကနေပြီးတော့ရပ်တည်တယ်ဆိုတဲ့အခါကျတော့ကျမတို့ရဲ့အလုပ်ကားတွေမှာအင်တာမှာအောင်မြင်ပါတယ်အင်တာမှာပြတ်လက်တော့ပါတယ်ဒီတိုင်းပဲဒီမိုကရေစီလှုပ်ရှားမှုပါလေပြည်သူလူထုရဲ့စိတ်ဓာတ်ခိုင်မာမှုပြည်သူလူထုရဲ့တရားမျှတတဲ့ဘက်ကနေရပ်တည်မှုတွေနဲ့အများဆုံးအောင်မြင်သွားမယ်လို့ပြောချင်ပါတယ်